မင်္ဂလာပါရှင်။နာတော်တာစင်သူမိတ်ဆွေများအားလုံးကို URDR Channel လေးမှာနှုတ်ခွန်းဆက်တာပါရရှင်။စာရေးဆရာမမဝင်းမြင့်ရေးသားသောရေပြာအိမ်မှမွေနိုင်သူဆိုတဲ့ဝတ္ထုတိုလေးကိုဆက်ရွေဖတ်ပြမှာဖြစ်ပါတယ်။တာရူသားမြတ်ဤရုပ်ကလတ်လဲလျောင်းအိတ်ဆက်ရာအုပ်ကူရှိသည့်တောင်ကုန်းငယ်မှအိမ်သို့ပြန်လည်ရောက်ရှိသောအချိန်သည်နနက်9 နာရီခွဲပြီးနေပေပြီ။နနက်စာထမင်းဟင်းချက်ပြုတ်ရေးအိမ်တန်ရှင်းရေးတွေရှိနေသေးသည့်အတွက်တကြောင်ခရီးရောက်မဆိုင်အဖွားကိုပင်မနေမိကိုတွေးမိ၍တကြောင်မက်ခင်ရွှေကမွေးနိုင်သူအဖိုးသားပေါ်ကြောင့်အလွန်အမင်းသိလိုသည့်စိတ်ကိုအလိုက်တီစွာချုပ်တီးထားရလေသည်မိဖို့ကြောင့်ကိစ္စအိမ်တန်ရှင်းရေးကိစ္စတွေပြီးစီးသောအခါအဖွားကြီးသားမိနှင့်မက်ခင်ရွှေကထမင်းဟင်းစားတောက်ပြီးဆေးကြောသိမ်းစီရသည်ကိစ္စအလုံးပြီးသောအခါမှမက်ခင်ရွှေကအဖွားကိုရှိရာသို့လာခဲ့သည်အဖွားအိုကအိယာပေါ်တွင်တက်တက်တာတာလဲလျောင်းနေသည်ဖွားကျမကုသိုလ်ယူပြရစီမက်ခင်ရွှေကဆိုကအဖွားကိုခြေရင်းဘက်ကထိုင်ပြီးခြေပေါ်ဝါးနှင့်ခြေသလုံးကိုအသာအရာစုပ်နေလိုက်သည်အဖွားအိုကမှိမ့်မိထားသောမျက်လုံးကိုဖွင့်ပြီးကြည့်လိုက်၏အေးကွယ်တာဒုဆရာမလေးဖွားတို့ရင်ရောက်လာကြတဲ့ကဝိတရားမပြတ်ပြုစုခဲ့တယ်နော်ကျေးဇူးတင်ပါတယ်လုံမလေးရဲ့ထိုခိုက်အဖွားကြီးသမီးကပါရောက်လာပြီးသူ့အမေဘေးမှထိုင်သည်အဖွားကိုလက်တစ်ဖက်ကိုယူရစွာဆွဲယူစုပ်နေပြီးဆီယမလေးသိကျင်တဲ့အဘသာပေါ်အကြောင်းပြောပြပါအောင်အမေစကားဆပေးလိုက်၏ထိုအခါအဖွားကြီးကတတိယသွားဟန်ဖြင့်အော်အေးကိုရင်သားပေါ်အကြောင်းလားနေပါအောင်ဘဲကစားပြီးပြောရပါအဖွားကြီးကပြောပြီးစဉ်းစားဟန်ဖြင့်10 မိနစ်ခန့်များငြိမ်နေပြီးမှပြောသည်ကိုရင်သားဘောကဒီရွာဇာတိမဟုတ်ဘူးကွဒါပေမဲ့ဒီရွာမှာပဲအဖွားတို့အိမ်မှာအခြေစိုက်ပြီးဒီရွာမှာပဲမွေကြိုက်လူနာတွေကိုကဲသွားတယ်ကိုရင်သားဘောဒီရွာရောက်လာတာကတော့အဖွားခင်မွန်ကိုဖို့အောင်ကိုအကြောင်းပြုရောက်လာတာမိန်းကလေးရဲ့အဖွားကြီးသည်မက်ခင်ရွှေကိုဆရာမလေးဟုခေါ်လိုက်လုံမလေးဟုခေါ်လိုက်မိန်းကလေးဟုခေါ်လိုက်ဖြင့်ချစ်စနိုးအမျိုးမျိုးခေါ်နေသည်ကိုမက်ခင်ရွှေကလည်းနှိမ့်ချိုက်ကြည့်ပြစွာပင်သဘောကျသည်ဟုတ်ကဲ့ဖွားအဲ့ဒီအဘသားဘောကဒီရွာသားမဟုတ်ဘူးဆိုတော့သူ့ဇာတိကဗမာလဲမပြောဘူးကွကိုရင်သားဘောကလူတစ်မျိုးမေးလေပြောချင်မှပြောတယ်မမေးပေမဲ့သူပြောချင်ပြောနေတာပဲတချို့ရွာသူရွာသားတွေကတော့ကိုရင်သားဘောကိုကြက်မပြေဘူးအယူလို့ပြောကြတယ်ဒါပေမဲ့ကိုရင်သားဘောမယူဘူးစိတ်သဘောထားထူးဆန်းတဲ့လူလို့ဆိုရမယ်ထိုအခါအဖွားကြီးသမီးကဟုတ်တယ်အဘသာဘောအယူမဟုတ်ဘူးသူတို့ကအဘသာဘောတီးတီးနေတာကိုကြံဖန်အပြစ်ရှာပြောတာယူတဲ့လူကမွေနိုင်ပါမလားမွေကြိုက်ခံလူနာကိုစေးကူနိုင်ပါမလားဆရာမလေးရဲ့နောက်ပြီးအဘသာဘောကစေးကူကဘယ်၍ဘယ်မျှပေးရမယ်လို့ဘတော့မှမတောင်းဘူးပေးခြင်းပေးမပေးခြင်းနေပေးလဲကူတာပဲမပေးလဲကူတာပဲအဘသာဘောကအိမ်အောင်မရှိဘူးဆရာမလေးရဲ့လူပြိုကြီးအဘသာဘောဒီရွာရောက်လာတာမောင်လေးဆုံးမိမှာနော်အမေတွတ်လက်ပြောဆိုမေးမြန်းလိုက်သည်ဟုတ်တယ်တားဆုံးပြီး3 လလောက်ကြာမှရောက်လာတာအဲ့ဒီအချိန်ကကိုရင်သားပေါ်အသက်အရွယ်ကကိုဖို့အောင်ထက်3-4 နှစ်လောက်ကြီးမလားပဲလူပုံက
ရုပ်ရည်တန်တန်ရောင်တစ်စောင်းတုံးနဲ့ကောင်းလိုက်တဲ့သပင်တွေဆိုတာခြေမျက်စိထိရောအဲ့ဒီအဘသားဘော်ကဘလို့အကြောင်းပြုပြီးဖိုးဖိုးနဲ့ဆက်သွယ်မိတာလဲဖွားဖွားသူတို့သားမိစကားအရအဘသားဘော်ဤရွာကိုရောက်လာချိန်ကဆိုလျင်အဖွားကြီးသမီးသည်10 နှစ်ကျော်အရွယ်ကလေးမြတ်သာဖြစ်သေး၍တေချာစွာမှတ်မိနိုင်မည်မဟုတ်ဟုတွေးပြီးအဖွားကိုသာမေးလိုက်သည်ဆီယမလီကထူးထူးဆန်းဆန်းကလေးတွေမှတ်ဖို့သားဖို့ဝါသနာပါတယ်ဆိုရင်ဖွားဖွားတို့ရေးပြိုင်ရွာနဲ့ပတ်သက်ပြီးပြောစရာလေးတွေတော်တော်များများရှိတယ်ကွယ်မှတ်တမ်းသဘောမျိုးနဲ့စာကလေးရေးထားပါလားအဖွားကြီးကပြောသောအခါမက်ခင်ရွှေစိတ်ထဲစာရေးစရာဖြစ်ချင်သလိုလိုဆန္ဒမျိုးဖြစ်ပေါ်လာသည်ကုသိုလ်ကံဟူသည်မြည်သူကမျှကြိုတင်မမြင်နိုင်ကြမက်ခင်ရွှေအဖို့တနေ့သောအခါဝယ်နမဲကျော်စာရေးစရာမဖြစ်ဟုမြည်သူပြောနိုင်မည်နီထို့ကြောင့်အဖွားကိုပြောသည့်အတိုင်းသဘောတူညီလိုက်သည်အေးအခုကိုရင်သားပေါ်ကြောင်ပြောပြမယ်မိန်းကလေးကမှတ်တမ်းကလေးရေးစမ်းရေးပြီးရင်ဖွားဖွားကိုပြန်ဖတ်ပြဟုတ်ကဲ့ဖွားဖွားပြောပါအဖွားကိုပြောပြသည့်အဘသားပေါ်အကြောင်းကိုမက်ခင်ရွှေကဤသို့မှတ်တမ်းရေးလိုက်သည်တားငယ်သည်သူ့ရင်ဝင်မှထွက်ခွာသွားခဲ့သည်မှာ3 လကြာခဲ့ပြီဖြစ်တော်လဲကိုဖိုးအောင်တို့မိသားစုသည်တနေ့မှမမိနိုင်အလွမ်းမပြေနိုင်အောင်ဖြစ်ရသည်ပင်မဆင်းရဲစွာလောက်ကင်ရှာဖွေစားတော့ရသည့်အဖြစ်မှလွတ်မြောက်စေသည့်ကောင်းကျိုးချမ်းသာပေးသည့်တားငယ်ကိုများစွာလွမ်းဆွသည့်အလျောက်မိုးတွေအုံငါမှုံမှုံမိုင်းမိုင်းဖြစ်နေသောနေ့တစ်နေ့ဝဲကိုဖိုးအောင်သည်တားငယ်လဲလျောင်းအိပ်ဆက်ရာအုပ်ကူရှိသည့်တောင်ကုန်းငယ်စီသို့သူတယောက်တည်းထွက်လာခဲ့သည်မရွှေအိမ်ကိုပင်အတိမပေးပဲတိတ်တိတ်ဆိတ်ထွက်လာခဲ့ခြင်းကမရွှေအိမ်သည်မိမသားဖြစ်သည့်အလျောက်တား၏အုပ်ကူကိုမမြင်ရလျင်တော်သေးသည်မြင်ရလျင်ထိမ့်မနိုင်သိမ့်မရပရိဒေဝတောကမီအာကြီးလှသည်ဖြစ်သောကြောင့်ဤတောင်ကုန်းထိပ်ကိုမသွားရအောင်ဖြောင်းဖျခဲ့ရသည်ထို့ကြောင့်ကိုဖိုးအောင်ကတိတ်တိတ်ဆိတ်ထွက်လာခဲ့ခြင်းဖြစ်သည်တောင်ကုန်းငယ်ကိုမရောက်မီလေကွက်လေးစုဆုံရာလေကသင်းထိပ်ဝဲအဓိကရတောင်ပူကြီးတစ်ခုကရှိနေခဲ့သည်မှာနှစ်ပရိစေတာတော်တော်ပင်ကြားညောင်းခဲ့လေပြီထိုတောင်ဖို့အတွင်းမှာမွေကြီးတစ်ကောင်ရှိသည်မွေကြီးကနှစ်ချို့မွေကြီးပင်ဖြစ်တော်လဲကိုခန္ဓာမှာနှစ်ကြာညောင်း၍ကြီးလာသည်ဟုမရှိပထမဆုံးတွေ့ခဲ့ဘူးသည့်အရွယ်ပမာဏအတိုင်းသာရှိပြီးအယောင်မှာအစိမ့်ပုတ်ရောင်ဖြစ်သည်မွေကြီးကလည်းမြည်သူကိုမျှအနေရမပြုတ်ခဲ့မြည်သူကမျှလည်းမွေကြီးကိုအနှောက်အယှက်မပေးပဲဘေးမဲ့လိုသဘောထားနေခဲ့ကြသည်ဖြစ်ရာရွာသူရွာသားတွေနဲ့မွေကြီးသည်နားလည်မှုရှိနေသည်ဟုဆိုရမည်လွန်ခဲ့သည့်2 ရက်ခန့်ကမူမော်တော်ကားလမ်းဘေးမှာအရက်ပုံးဆိုင်ဖွင့်ရောင်းနေသူဆိုင်ရှင်အားခရီးတစ်ထောက်ကုန်းကိုနားသည့်မော်တော်ကားစီးခရီးတွေကလင်းမွေသားကိုအရက်နဲ့မြည်လိုသည်လင်းမွေတကောင်ကိုအေးဆုပ်ပြီးအခွေမပြတ်ကြောပေးလင်ငွေ9 ကျပ်ပေးမည်ဆိုထားသည်ထို့ကြောင့်အရက်ဆိုင်ရှင်သည်ငွေ9 ကျပ်ကိုမှတ်ခါလင်းမွေကိုရှာသည်လင်းမွေကိုရှာမရသည့်အစုံရက်တက်ကခြိုင်သည့်သဘောဖြင့်တောင်ပိုထဲကမွေကြီးကိုရအောင်ကြံစီသည်မွေတွင်းဝကိုငြုပ်သီးညော်ဖြင့်တိုက်သောအခါမွေကြီးထွက်လာသည်အရက်ဆိုင်ရှင်ကလက်ထဲမှအသင့်ကင်ထားသည့်9 ခွခရင်ဖြင့်မွေကြီးဥကောင်းကိုတေးကြစွာချိန်ပြီးထိုးသည်သူခရင်သွားကမွေကြီးဥကောင်းကိုမထိပဲမွေကြီးကသူ့ခြေသလုံးကိုအာပါတရပေါက်ပြီးတွင်းထဲပြန်ဝင်သွားလေသည်အရက်ဆိုင်ရှင်ကမွေသားလည်းမရငွေ9 ကျပ်လည်းမရပဲမွေစိတ်မှုန်ကသူ့အရက်ဆိုင်ကိုအတူပါလာသူကတည်ယူသွားပြီး
မွေကုဆေးစရာကိုပင့်ပြီးကုနေတော့လဲမွေစိတ်ကမကြသည်ဤအဖြစ်ကယနေ့နက်နက်စောစောပိုင်းကဖြစ်လိုက်သည်ကိုတရွာလုံးသိလိုက်သည်နီးတူကိုဖိုးအောင်လည်းသိခဲ့သည်သို့သောငွေကလေး9ချက်မှတ်ပြီးမလောက်အပ်တာတွားလောက်တယ်လို့ဒီလိုအတိကရမွေကြီးမျိုးကြိုက်တာတော့မွေကြိုက်ပြောက်ဆေးကူစရာလဲနိုင်မှာမဟုတ်ဘူးတူညီသည့်ဆုံးဖြတ်ချက်ကိုတရွာလုံးကချထားသည်ရွာသူရွာသားတွေဆုံးဖြတ်ချက်ကပင်မှန်နေလေပြီလားမသိမွေကြိုက်ခံရသောလူနာသည်မနက်9နာရီလောက်ကအကြိုက်ခံရသည်ဆေးစရာကိုချက်ချင်းပင်ပြီးကုသခဲ့သည်သို့သောယခုကိုဖိုးအောင်တောင်ကုန်းငယ်သို့သွားရန်ထွက်လာသည့်နေမွန်းတဲ့အချိန်တော်လဲမွေစိတ်မကြသည်တတိမရသည်မွေစိတ်မှုန်နေသေးပင်လက်ရှိကုသနေသောဆရာကဟန်မုံမပေါ်၍လက်လျှော့ထွက်သွားသဖြင့်နောက်ထပ်ဆေးဆရာအသစ်တစ်ယောက်ကိုစူးစမ်းရှာဖွေနေစေဖြစ်သည်ကိုဖိုးအောင်ကတားငယ်လဲလျောင်းအိတ်ဆက်သည့်အုပ်ကူရှိရာတောင်ကုန်းငယ်စီသို့ထွက်လာရင်မနက်ကတောင်ဖို့တွင်းအောင်မွေကြီးနှင့်ငွေ9ကျပ်မမောသောအရက်ဆိုင်ရှင်တို့အဖြစ်ကိုတတိယကရွာသူရွာသားတွေပြိုးနှုတ်ရင်ကောက်ဆိုင်ရင်ဒီလေကသိန်းမော်ဒီတောင်ပိုကြီးနာမှာထိုင်ကြနားကြထမင်းစားကြလှုပ်နေရကြားလာပေါ်ဒီမွေကြီးကသူ့ကိုဒုက္ခမပေးတဲ့လူတွေကိုသူကလည်းဒုက္ခမပေးပါဘူးတဦးကိုတဦးသစ္စာတရားစောင့်သည့်ထိမ့်သိမ့်မှုတကယ်အရေးကြီးပါလားတီးတို့ရေရွရင်တောင်ပိုကြီးရှိရာကိုလှမ်းမြော်ကြည့်လိုက်မိသောကိုဖိုးအောင်၏မျက်လုံးကတောင်ပိုအနားတွင်တီတီငိမ့်ငိမ့်ရက်နေသောလူတစ်ယောက်ကိုတွေ့ရသည်ထိုလူ၏လက်ပေါ်တွင်ကမွေကြီးတစ်ကောင်ကိုဖိုးအောင်ရှိနေရနှင့်တောင်ပိုသည်ဂဲတပြစ်သားသားမျှသာကွာသည်ဖြစ်ရာမြင်ကွင်းကပြက်သားထင်ရှားလာသည်ထိုလူ၏လက်ပေါ်ကမွေကြီးကတောင်ပိုထဲမှနေသည့်အစိမ့်ပုတ်ရောင်မွေကြီးဖြစ်သည်ကိုဖိုးအောင်ကတေးချစီရန်အနားသို့ကပ်သွား၏အနားသို့ရောက်သည်နှင့်တပြိုင်နက်ထိုလူကစတင်ပြောလိုက်သည်တူကိုတူအန္တရာယ်မပြုဘဲတစ္ဆာစောင့်နေသမျှကာလပတ်လုံးစိတ်ချမ်းသာမှုရမှာမောဗျာခုတော့မွေကြီးသူ့ဘာသာသူနေတာကိုတတ်ဖို့အားထုတ်တာကိုနေမဝင်မီမှာလူနာကိုကျွန်တော်လက်အပ်ရင်တော့အသက်ရှင်အောင်ကဲနိုင်ပါတယ်ထိုလူကပြောပြီးမွေကြီးကိုသူ့တွင်းဝါသို့ညှင်းသားစွာချပေးလိုက်သည်မွေကြီးသည်လှပသောပပြင်းကြီးကိုဘဲညာရင်းကကိုဖိုးအောင်ကိုကြည့်သည်ရွှီဟူသောအတန်ရှည်ကြီးပြုပြီးပပြင်းကိုချကာတွင်းထဲသို့ဝင်သွားလေသည်ကိုဖိုးအောင်သည်သူလာရင်းကိစ္စကိုဘေးဖယ်လိုက်သည်ငွေကြိုက်ခံရသည့်လူနာချမ်းသာစီလိုသောဆန္ဒဖြင့်နောင်ကြီးကယ်နိုင်ရင်ကျွန်တော်ကလူနာရှင်ကိုစားပဲ့ပါတယ်ဗျာအခုကြွပါယူသေးစွာတောင်းပန်လိုက်၏ထိုလူကဥကောင်းကိုခါရမ်းလိုက်သည်ခမရကဘာမှမဆိုင်တဲ့ဂျားလူပဲဗျာလူနာရှင်ကိုယ်တိုင်ကလူလားမယ်မလူလားမယ်ဆိုတာမသိသေးပဲကျွန်တော်ကအရန်လိုက်သွားပါပြီတဲ့ဟိုမှာလူနာရှင်ပင့်ထားတဲ့ဆေးစရာတယောက်လက်ထဲမှာလူနာရောက်နေရင်ကျုပ်ကအတင်းဝင်လူကူလို့ဖြစ်မလားတယောက်စီးကိုတယောက်မကြော်ကောင်းဘူးလေသစ္စာတရားဆိုတာရှိရမှာပေါ့ထိုလူဤစကားအတိတ်ပဲကိုဖိုးအောင်ကောင်းကောင်းနားလေသည်ဤလူကိုမြင်သည်နှင့်တပြိုင်နက်သူပြောသည့်စကားတွေကိုကြားရသည်နှင့်တပြိုင်နက်မွေစိတ်ကိုနိုင်သူဖြစ်ကြောင်းအကဲခတ်မိသည်ထို့ကြောင့်ထိုလူကိုနောင်ကြီးဒီနေရာကဘဲမှမသွားပါနဲ့ဦးနော်လူနာရှင်စီကိုကျွန်တော်အမြန်ဆုံးသွားပြီးအကြောင်းကြားပါမယ်ခဏဆောင်ပါနော်နောင်ကြီးရိုးရိုးသေးသေးပင်တောင်းပန်ထားခဲ့ပြီးလူနာရှိရာသို့ဒုံဆိုင်ပြေးလာခဲ့သည်
လူနာရှင်ကနောက်ထပ်ရှာဖွေပင့်ထားသောဆေးဆရာကလည်းစံတဝါဝါဖြစ်နေ၍လူနာရှင်သည်စိတ်ပြတ်ဝမ်းနည်းနေစေဝယ်ကိုဖိုးအောင်ရောက်သွားပြီးလူနာရှင်ကိုအကျိုးအကြောင်းပြောပြသည်လူနာရှင်သည်ဝမ်းမြောက်အားတက်စွာဖြင့်ကုလဆာဆေးဆရာကိုထိုက်တင်သည့်ငွေကြေးကြော့ပြီးပြန်လွှတ်လိုက်သောအခါပညာမပြည့်စုံသေး၍ရောင်ဝါးဝါဖြစ်နေသောဆရာသည်ချော်လဲရောထိုင်ကခတ်တုတ်တုတ်ပြန်ကြွသွားတော့၏လူနာရှင်ကိုယ်တိုင်ကကိုဖိုးအောင်နှင့်အတူလိုက်လာပြီးတယိုတသေးပင်သောအခါထိုလူသည်ကြည်ပြူစွာလိုက်လာသည်မွေစိတ်မွန်ကသတိမိနေသောလူနာကိုတေချာစွာကြည့်ပြီးအိတ်ထဲမှပါလာသည့်ပလင်းငယ်လေးထဲမှဆေးမှုတ်အနှဲငယ်ကိုရေဖြော်ကာလူနာ၏ပါးစပ်ထဲလောင်းထည့်သည်မွေကိုက်သည့်နေရာကိုဓားငယ်ဖြင့်လက်တဆစ်စီမြကြက်ချီကခွဲပြီးဆေးမှုန်ကိုတိတ်ထည့်သည်ကွန်းတရာညက်တတမြကြာသောအခါဝဲလူနာ၏ပါးစပ်ထဲမှအမြုပ်တွေအန်သည်ဓာခွဲရာအနာမှသွေးပုတ်ညူညူမဲမဲတွေစီးကြသည်အနာမှညူညူမဲမဲတွေစီးကြရင်ရက်တန်သွားသောအခါတွင်ကလူနာသည်သတိပြန်ရလာသည်ကဲမသေးတော့ဘူးစိတ်ချထိုလူသည်ထိုစကားတခွန်းနဲ့တူတူပြက်ပြက်ပြောကာမြည်သူမျှမတားဆီးနိုင်မီပင်လူနာအိမ်မှထွက်ခွာသွားသည်ကိုဖိုးအောင်ကကြပြကတိပြေးလိုက်လာသည်သူ့အိမ်မှာအခိုက်အတန့်အမောဖြေပါဟုတောင်းပန်ပြီးခေါ်လာခဲ့၏ကိုဖိုးအောင်နှင့်စတင်တီးကျွမ်းရသဖြင့်ခင်မင်သောမေတ္တာစိတ်ထားဟန်တူသည့်ထိုလူသည်အေးဗျာခမည်းစီမှာတော့နေခြင်းစိတ်အရှိတာကျုပ်နာမည်ကတာပေါ်တဲ့မှတ်ထားခမည်းနာမည်ကရောအတိုင်းဝိုင်းအဖွဲအနှဲ့မသုံးမဲရိုးရိုးရှင်းရှင်းပြောတတ်သောကိုတာပေါ်နှင့်ကိုဖိုးအောင်တို့မိသားစုသည်ဆွေမျိုးရင်းချလိုဖြစ်သွားသည်သူ့နာမည်ကိုတာပေါ်သူ့အသက်ကိုဖိုးအောင်ထက်4 နှစ်လောက်ကြီးသည်မွေကိုက်လူနာကိုနိုင်နိုင်နင်းနင်းဆေးကုတတ်သည်ဟူသောအချက်3ချက်ကလွဲပြီးကိုတာပေါ်အကြောင်းကိုဖိုးအောင်မိသားစုဘာမျှမသိရကြကိုတာပေါ်ကလည်းဤသုံးခွန်းသောစကားကလွဲပြီးဘာမှမပြောကြမိတို့ပင်ဖြစ်စေတဦးနှင့်တဦးဘဝကုသိုလ်ကြောင့်ဆွေမျိုးရင်းချလို့ခင်မင်ပြီးအတူနေထိုင်စားတောက်လာခဲ့ကြ၏ကိုတာပေါ်မွေကိုက်ခံရသူကိုဆေးကုပုံမှာရိုးရိုးစင်စင်ဟုဆိုနိုင်မည်လားနတ်နေသောပညာတရက်ဖြင့်ကုသည်ဟုဆိုနိုင်မည်လားမသိပေမွေကိုက်ခံရသူကိုမမြင်ရသေးမတွေ့ရသေးတော့လဲလာပင့်သောလူနာရှင်ကိုကျုပ်မလိုက်ပြရစီနဲ့ပြက်မဗျာဟုပြောလွတ်လျင်ထိုလူနာသည်စီးเสียလာပင့်သူအိမ်ပြန်မရောက်မီမှာပင်တေဆုံးနေပြီဖြစ်၏မွေကိုက်ခံရပြီးမိနစ်ပိုင်းနာရီပိုင်းအတွင်းမှာလာပင့်စီကမူကိုတာပေါ်သည်အနှင်းငယ်မျှခက်တွေမျက်တောင်းဆင်းနေပြီးမှအထက်ပါအတိုင်းပြောလိုက်လျင်ထိုလူနာသည်မြည်သည့်နီးနှင့်မျှအသက်မရှင်နိုင်တော့ချေမွေကိုက်ခံထားရသည်မှာတနေ့ကုန်အချိန်ကြာညောင်းနေလင်ကစားလူနာရှင်ကလာပင်သောအခါ၌အနှင်းငယ်မျှခက်တွေမျက်တောင်ဆင်းနေပြီးမှအေးလိုက်တာပေါ့သွားစို့ဟုဆိုပြီးပင့်ခေါ်ရာလိုက်လာလျင်ထိုလူနာသည်တေချာပေါက်ပျောက်ကင်းချမ်းသာသည်ထိုအခါလူနာရှင်တို့လောက၌ပြောစမှတ်တစ်ခုဖြစ်လာ၏ဆရာသားပေါ်ကိုပင့်လို့မရရင်အဲ့ဒီလူနာအတွက်အဆုံးစွန်ကိစ္စဆောင်ရွက်ဖို့သာစီစဉ်ပြီးတော့ဆရာသားပေါ်ကြွလာရင်တော့ဒီလူနာကိုမွေမကလို့ငကားကြီးပဲပေါက်တက်လိုက်အောင်တော့ဘယ်တော့မှမသိနိုင်တော့ဘူးကိုတာပေါ်သည်မွေကိုက်လူနာအတွက်သာတီးတန့်ဆေးကူသည်အခြားယောဂဝေဒနာများအတွက်ကိုမူမြည်ခဲ့သူသောသူကမြည်မြပင်တောင်းပန်တိုးရှိုပင့်ခေါ်စီကမူလုံးဝလက်မခံမီဆေးကူကအတွက်ကို
မြည်သည့်အခါမှစကားမပြောလူနာရှင်ကစေတနာအလျောက်လာကြတော့သောငွေကြီးအဝတ်အထည်စားတောက်ဖွယ်ရာပစ္စည်းအသုံးဆောင်ကိုသူတဲခိုနေထိုင်စားတောက်ရာအိမ်ရှင်ကိုဖိုးအောင်တို့မိသားစုကိုအားလုံးပုံပေးသည်စင်ရဲ့ချိုးငယ်သောလူနာရှင်ဖြစ်နေလျင်စေကူကကြော့ကြီးမယူသည်သာမကအခြားသူတွေကြော့ထားသည့်ပစ္စည်းတွေကပင်ခွဲဝေပြီးပေးကမ်းထောက်ပံ့လိုက်သည်ကိုဖိုးအောင်တို့မိသားစုမှာကိုသားဘောကိုသွေးသားအရင်ချလိုပင်ခင်မင်အားကိုမိကြသည်သူဇာတိစစ်မြေအထုပ်ပတ်တီကိုမေးလျင်သိရတော့ခမရတို့မှာဘလို့အကျိုးကျေးဇူးတွေခံစားကြရမှာလဲမသိရတော့ဘလို့အကျိုးကျေးဇူးဆုပ်ယုပ်သွားမှာလဲအဲ့ဒါပြောကြစမ်းပါကျုပ်ကျင်တဲ့အောင်ပြောနိုင်ရင်ကျုပ်ရာဇဝင်ကိုပြောပြမယ်ဟူသောအတန်ဖြင့်မေးမြန်းသူကိုနှုတ်ပိတ်စေသည်ဆရာကြီးရဲ့မွေပြီးစေလေးထိုးပေးပါဟုတောင်းပန်လျင်ကျုပ်၅ပါးတီလားနေ့တိုင်းမြဲထားတော့မူသားမပါပဲအမှန်တိုင်းပြောရမယ်ဆိုရင်ခမရတို့ကိုမွေပြီးစေထိုးဖို့နေနေတတာကျုပ်ကိုယ်တိုင်ကမွေပြီးစေလုံးဝမထိုးခဲ့ဘူးပါဘူးမွေပြီးစေလည်းမရှိပါဘူးဟုဖြေရှင်းပြတတ်သည်ညီတို့ပင်ဖြစ်စေကိုသားဘောတယောက်မွေစိတ်ကိုနိုင်သည်ကတော့အမှန်ပင်ဖြစ်သည်မွေကြိုက်ခံလူနာရှိ၍လာပင့်လျင်မြည်မြဝေးကွာသောဒေသဖြစ်စေတက်ရှိတက်တော်ဟာရုံးရဆွဲရသောရင်ကိုကကိုသားဘောမြည်သည့်အခါမှမစီခြေလျင်သာလမ်းလျှောက်လိုက်လိရှိသည်တကြိမ်သောအခါကရွာတရွာမှလူနာရှင်လာပင့်သည်ရွာမှအတော်ဝေးသောဒေသဖြစ်သည်မနေ့ကညာဦးပိုင်းအချိန်မှာရေနွေးဦးတရန်ထင်းမုံထဲမှထင်းကိုဆွဲယူလိုက်သည်တွင်ထင်းမုံထဲမှမိကြည့်ခဲလိုလှပစွာနီးရဲနေသောကြောက်မြတ်ရတနာလိုတောက်ပြောင်နေသည့်အရာနှစ်ခုကိုတွေ့ရသဖြင့်ကင်ကြည့်လိုက်မိသည်ထိုအရာသည်မွေတကောင်၏မျက်လုံးဖြစ်ကြောင်းကိုမွေကြိုက်ခံလိုက်ရမှသိရသည်ဟုဆိုသည်မနေ့ညာဦးပိုင်းအချိန်ကမွေကြိုက်ခံလိုက်ရသည်ယခုကိုသားပေါ်ထံလူနာရှင်လာပင့်သောအချိန်မှာမနက်9 နာရီအချိန်တိုင်ပေပြီလူနာရှင်၏မျက်နှာသည်စိုးရိမ်ထိတ်လန့်ခြင်းဖြင့်ဖြူလျော်နေသည်ပုံမိုင်းရီဝေသောမျက်လုံးဖြင့်ကိုသားပေါ်ကိုအားကိုးခြင်းကြီးစွာကြည့်နေသည်ကိုသားပေါ်ကထုံးစံအတိုင်းမျက်တောင်ဆင်းကခတ်တွေခိတမျှငြိမ်နေသည်ထို့နောက်မတိမတာတပြင်းချပြီးအေးလိုက်တာပေါ့သွားစို့ဟူသောစကားနှုတ်မှထွက်လာသည်တွင်လူနာရှင်၏ဖြူလျော်သောညှိုးငယ်သောမျက်နှာသည်ချက်ချင်းသွေးရောင်ဖြန်းကလန်းဆန်းကြည်လင်သွားလေသည်လူနာရှိရာရောက်၍ကုသပြီးသောအခါကိုသားဘော်ကထင်းမုံထဲမှာမွေးရှိသလားဟုမေးသည်မွေးရှိနေသေးသည်မရှိတော့ပြီကိုမြည်သူမျှမပြောနိုင်မြည်သူမျှလည်းထင်းမုံကိုမရှင်းဝန်ဖြစ်နေကြောင်းသိရသည်အချိန်ကညနေ9 နာရီထိုးလူနေပေပြီနေအောင်တော့ရှိပါသေးရဲ့လေကိုသားဘော်ကပြောပြီးမှန်ခက်ကြီးတစ်ချက်တောင်းသည်မှန်ရသောအခါကိုသားဘော်သည်နေရောင်ရသည့်နေရာမှမှန်ကိုထောင်းပြီးထင်းမုံထဲကိုမှန်ရောင်ထိုးကြည့်သည်ဟောဟိုမှာဘေးမှဝိုင်းကြည့်နေသူတွေ၏အတန်သည်စူညံသွားသည်မှန်ရောင်ဟက်လိုက်သည့်နေရာမှာပပြင်းထောင်နေသောမွေဦးကောင်းတက်တက်ဖြစ်ရာမွေ၏မျက်လုံးနှလုံးမှနီရဲတောက်ပသောအယောင်သည်လျက်ပန်းလျက်နယ်များလိုဖြာထွက်သွားသည်ကိုသားဘော်ကကြည့်နေသူအားလုံးကိုတယောက်မကျန်ဖယ်ခိုင်းလိုက်သည်ဒီမွေကမွေရိုးမဟုတ်ဘူးနဂါဥကပေါက်စာခလေးငယ်အရွယ်သာရှိသေးတယ်ကိုသားဘော်စကားကြောင့်နဂါတဲ့ဟေးနဂါတဲ့ဝေးပြေးဟူသောဆူဆူညံ့ညံ့အတန်တွေဖြင့်လူတွေဖယ်ကုန်ကြသည်
နဂါးဆိုတာပင်လေသမုတ်တရားထဲမှာသာနေတယ်လို့ကြားဖို့ပါတယ်ဆရာကြီးအခုဘလို့ကြောင့်ကုန်းမော်ကထင်းမုံနဲ့ရောက်နေတာလဲအတန်တန်ကခက်ဝေးဝေးမှပေါ်လာသည်ကိုတာဘော်ကပြန်ပြော၏နဂါးဆိုတာရေနေနဂါးနဲ့ကုန်းနေနဂါးလို့နှစ်မျိုးရှိပါတယ်အခုတွေ့နေရတာကကုန်းနေနဂါးပါကုန်းနေနဂါးဆိုတာလူသူတွေအနာနီးနီးကပ်ကပ်နေလိမ့်မရှိပါဘူးအခုလိုအဖြစ်မျိုးဟာအင်မတန်ကြုံကြိုက်ခဲဖြစ်ခဲပါတယ်သူ့မျက်လုံးဟာအမှောင်ထဲမှာမီးကြည့်ခဲလို့ဗဒများလို့တိတ်လှတဲ့နီးနီးရဲရဲအယောင်တောက်နေတဲ့ဆိုကလေးကကုန်းနေနဂါးပဲလို့ကျွန်တော်သိလိုက်ပါပြီကဲဝေးဝေးရှောင်ကြနော်ကိုတာဘော်ကပြောပြီးမှန်ထိုးထားသည့်အလင်းရောင်ထဲမှာပပြင်းထနေသောမွေကိုစိတ်စိတ်ဆိုင်ဆိုင်ကြည့်ပြီးနှုတ်မှတီးတိုးရီရွပြောဆိုနေသည်ခိတ္တမြအကြာဝဲမွေသည်ပပြင်းချကထင်းမုံထဲမှကိုတာဘော်ရှိရာသို့ထွက်လာသည်မွေကကြီးကြီးမားမားမဟုတ်ယောက်ျားကြီးတစ်ယောက်၏လက်မပမာဏမျှအလုံးရှိပြီးအလျားမှာတပေခွဲမျှသာရှိပေလိမ့်မည်သို့သောမှန်အလင်းရောင်ထဲမှာတွေ့နေရသောပပြင်းအဝိုင်းပမာဏကယောက်ျားထွာဆိုင်ပင်မကချေမျက်လုံးနှလုံးကအကောင်အထည်နှင့်မလိုက်အောင်ကြီးမားသည်မျက်လုံးတစ်လုံးသည်ထိုခေတ်သုံးငွေမက်စီအဝိုင်းတမျှကြီးမားသည်ကိုထင်းမုံအပြင်ရောက်လာမှတိတိချာချာတွေ့ကြရသည်လှလိုက်တဲ့မျက်လုံးဟာတွင်းထွက်ဗဒများအစ်စ်အတိုင်းပဲတီးသိုးတန်တွေအုပ်အုပ်ကြက်ကြက်ထွက်လာသည်မွေအယောင်ကပြားတလူလူညိုတလူလူဖြင့်ငချင်းကွက်လိုအကြီးကုန်တွေဖုံးနေသည်ကိုတာဘော်ကမွေကိုကောက်ယူပြီးပခုံးမော်တင်လိုက်သည်ထို့နောက်မြည်သူကိုမျှနှုတ်မဆက်လှဲ့မကြည့်တော့ပဲခြေလန်းတွတ်တွတ်ဖြင့်ထွက်သွားသည်ကိုတာဘော်နောက်ကိုမြည်သူမျှမလိုက်ရဲကြကြကိုတာဘော်၏ပခုံးပေါ်မှာအကောင်အထည်နှင့်မလိုက်အောင်ကြီးမားသောပပြင်းကြီးဖြန့်ထားသည့်နဂါးဆိုသောတတဝါ၏မျက်လုံးအယောင်သည်လျှက်စစ်ပြတ်တလူလူနီနီရဲရဲအယောင်ကဖြာထွက်သွားသည်ကိုသာရွာသူရွာသားတွေငီးမောမျှော်ကြည့်ရင်ကြံ့ရိခဲ့ကြတော့သည်မခင်ရွှေကသူရေးတတ်တယ်လို့ရေးထားသည့်အဘတာပေါ်မှတ်တမ်းကိုဖတ်ပြ၍ဆုံးသောအခါစကားဆက်ပြောလိုက်သည်ဖွားဖွားကဒီလောက်ပဲပြောလို့ကျမကဒီလောက်ပဲရေးရတာအဘတာပေါ်ဘာဖြစ်သွားတာလဲဖွားဖွားအဖွားကြီးကဖြေ၏မသိဘူးဆရာမလေးရဲ့အဲ့ဒီရွာကနဂါးပေါက်တာခမ်းရတဲ့လူနာကိုကုတ်ပြီးနဂါးကိုပခုံးမော်တင်ထွက်သွားတာပဲလို့ပြောတဲ့ကြားလိုက်ရတယ်အဖွားတို့စီပြန်မရောက်တော့ပဲတခါတည်းပျောက်သွားတာပဲတဲ့ကွယ်ဟမ်သိမှမသိရှင်းမှမသိမခင်ရွှေကစိတ်မကောင်းစွာပြောသည်အေးဘလို့မှသတင်းအစအနာမရတော့ဘူးကိုရင်သားပေါ်ရောက်လာတာဟာလဲမမျော်လင့်မဲရုတ်တရက်ပျောက်သွားတာလဲမမျော်လင့်မဲရုတ်တရက်အေးတခုတော့ရှိတယ်ကိုဖိုးအောင်ကတော့တခါအိမ်မက်မက်လိုက်တယ်ကွအော်ဘလို့မက်လဲဖွားဖွားဟိုရွာအရှိမြောက်တောင်ကဂုံးမုံမုံနဲ့ဇီဒီယိုကိုတွေ့တယ်မဟုတ်လားလုံမလေးဂုံးမုံမုံကိုတော့တွေ့တာဇီဒီယိုရဲ့လို့တော့သတိမထားမိဘူးဘာပင်ကြီးမှမသိတဲ့တစ်ပင်ကြီးတစ်ပင်တော့ဂုံးထိပ်မှာတွေ့တယ်မခင်ရွှေကဖြေသည်အဲ့ဒါကရမတ်ပင်ကြီးဆရာမရဲ့ကရမတ်ပွင့်ကျင်ကြပြီလားဆိုရင်ဂုံးပဝင်ကျင်မွေးလိုက်တာကြိုင်းနေရပဲနှစ်ချို့ကရမတ်ပင်ကြီးပေါ့အပင်ရင်းမှာပြိုပြက်လို့မြေပြင်နဲ့ညီလူမတက်ဖြစ်နေတဲ့ရှေးစီဒီငုတ်တို့တစ်ခုရှိတယ်ဟုတ်ကဲ့
ပြောပါဖွားဖွားဘလို့အိမ်မက်လဲအိမ်မက်ထဲမှာကိုရင်သားပေါ်ဟာလူတစ်ပိုင်းမွေတစ်ပိုင်းနဲ့ကွယ်အောက်ပိုင်းကမွေခါအထက်ပိုင်းကလူတဲ့ဘာမှပြောခြင်းဆိုခြင်းတော့မရှိဘူးကိုဖိုးအောင်ကိုကြည်ကြည်လင်းလင်းပြုံးရည်ပြပြီးအဲ့ဒီဇီဒီငုတ်တို့ရှိရာဂုံးမော်တက်သွားတယ်လို့အိမ်မက်ခဲ့တယ်အဲ့ဒီတခါပါပဲနောက်တစ်ခါမှဘာမှမမတ်တော့ပါဘူးမခင်ရွှေကထူးဆန်းသောမွေနိုင်ဆရာအဘသာဘောအကြောင်းကိုငြိမ်သက်စွာစဉ်းစားနေစဉ်မှာအဖွားကြီးသမီးကပြောသည်ဆရာမလေးကထူးထူးဆန်းဆန်းဝါသနာပါတော့နားထောင်စရာတွေအများကြီးရှိသေးတယ်အဲ့ဒီဖယားငုတ်တို့ကလည်းမှတ်လောက်သားလောက်အဖြစ်ကလေးနဲ့ပဲဆရာမလေးရဲ့မခင်ရွှေမျက်လုံးကျဲသွားပြန်သည်ဟုတ်လားမေဘလို့မှတ်လောက်သားလောက်လဲပြောပြပါဦးကျမမှတ်တမ်းရေးအောင်မယ်အဖွားကြီးသမီးကရေလိုက်သည်ဆီယမလေးတော်တော်ဝါသနာပါတာကိုကဲအမေကိုနှိပ်ရင်မေးပြီတော့ညနေစာအတွက်ထမင်းဟင်းကိုငါပဲစီမံလိုက်ပါတော့မယ်အဖွားကြီးသမီးကရေမောပြောဆိုပြီးထသွားသည်တွင်မခင်ရွှေကအဖွားကိုခြေပွားကိုညှင်သာစွာဆုပ်ကင်ပြီးပြောပြပါနော်ဖွားဟုပန်ကြားလိုက်၏ဝါသနာပါလို့နားထောင်ခြင်းလဲပြောရတာပေါ့ကွယ်ဒီတောင်ကုန်းမုံမုံနဲ့ဖះငုတ်တို့ကတနာစရာအကြောင်းကလေးတော့ဖွားဖွားကိုတွေ့ပဲလေကဲမတ်တန်းရေးဖို့စာရွက်လေးခဲတယ်လေးပြင်းအောင်ကွအဖွားကိုစကားကြောင့်မခင်ရွှေကစက်ကူနှင့်ဖောင်တိန်ကိုပေါ်ပါတွက်လက်သောခြေလမ်းများဖြင့်တွားယူခိုင်းမှာအဖွားဟူကဆီယမလေးရေမှတ်တမ်းတွေကိုအမှတ်1ရေးပြအိမ်မှသူတော်စင်အမှတ်2ရေးပြအိမ်မှမွေနိုင်သူလို့ခေါင်းစည်းတက်ခိုင်းတာကောက်ပါရဲ့နော်ဟုတ်လှမ်းပြောသည်ကောက်ပါလေဖွားဖွားအခုပြောမှာကိုရောဘာခေါင်းစည်းတက်ရမှာလဲမခင်ရွှေကပြန်မေးသည်အဖွားဟူကမဆိုင်မတွဖြေ၏ရေးပြအိမ်မဇီဒီအိုးလို့ခေါင်းစည်းတက်ပေါ့ဟုတ်ကဲ့ဖွားဖွားကဲကျမရေးဖို့အသင့်ဖြစ်ပြီပြောပါဖွားဖွားမခင်ရွှေကစက်ကူနှင့်ဖောင်တိန်ကိုအသင့်ပြင်ကအဖွားကိုပြောအပ်သောဂုံးမမို့ထက်မှဇီဒီအိုနှင့်ပတ်သက်သည့်အကြောင်းကိုစိတ်အားထက်သန်စွာနားဆွင့်ထားလိုက်လေသည်